Hey guys! Today we're gonna be unboxing Harry Potter. We got it from Harry Potter shop and it was so cool. အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကဒီနေ့ Harry Potter ရှိတဲ့နေရာတစ်ခုကိုတွားမှာပဲဖြစ်ပါတယ်အဲ့ Harry Potter ကဘယ်မှာရှိတာလဲဆိုတော့ဂျပန်နိုင်ငံ Harajuku မှာရှိတာဖြစ်ပါတယ် Harajuku လမ်းဆောင်ကနေဆိုရင်3မိနစ်လောက်ပဲလမ်းလျှောက်ရပါတယ် Here's a letter. Yes Let me read it for you guys. Contact the mystery magic immediately if you have any information concerning his whereabouts. Failing to report will result in imprisonment. 10,000 gallon on his head. Find reward order 10,000 pay money. ဟိုးဘယ်မှာလဲလိုက်ရှာကြမလားဆိုချင်းဝင်ရမယ်ဆိုပြီးတော့ကြော်ညာထားတော့ကျွန်တော်တို့ Harry Potter ကိုတွားရှာလိုက်ပါအောင်မယ် Friend နဲ့တန်းကလည်း Harry Potter ဘယ်မှာရှိလဲဆိုပြီးတော့လိုက်ရှာနေပါပြီခုဆိုရင်တက်လေကားကိုတက်လိုက်ဆင်းလိုက်နဲ့ဒီအပင်တွေရဲ့နောက်ကွယ်မှာမြန်ရှိမလား Harry Potter ကဒါမှမဟုတ် Harry Potter ကဒီလိုဇီးကွက်အယောင်မြန်စောင့်ထားမလားဆိုပြီးတော့ထက်ကလေးကတော့လေးလာနေပါတယ်အပေါ်မှာမြန်ရှိမလားတစ်ပင်တွေရဲ့နောက်မှာလားအခုဒီဇီးကွက်ကြီးများလားလေးလာရင် Harry Potter ကိုရှာဖွေရင်းနဲ့ Harry Potter ကိုမတွေ့တော့ဘဲနဲ့ Harry Potter ဆိုင်ထဲက magic ပစ္စည်းတွေကိုတော့ Friend နဲ့တန်းကရှာဖွေတွေ့ရှိသွားပြီပဲဖြစ်ပါတယ် Harry Potter ဆိုင်ထဲကိုဝင်ချင်းမှာပဲ Harry Potter ကားတွေကဇက်ကောင်တစ်ခုဖြစ်တဲ့ငှက်ရုပ်ကြီးကလည်းကျွန်တော်တို့ကိုဓာတ်ပုံရိုက်ဖို့ဖိတ်ခေါ်နေပါတယ်တော်တော်များများဒီငှက်ရုပ်နဲ့ဓာတ်ပုံရိုက်ထားတာကိုလည်းတွေ့ရှိရပါတယ်ဒါကလည်းမတင်ကားစရာကိစ္စတစ်ခုပါပဲနောက်ပြီးတော့အခုလိုချစ်စရာကောင်းတဲ့ငှက်ရုပ်ကလေးတွေဇီးခွက်ရုပ်ကလေးတွေကိုပြသထားတာကလည်းကျွန်တော်တို့ရဲ့ Harry Potter ကိုလိုက်ရှာနေတဲ့မျက်ခြေကိုဖျက်ပြီးတော့အာယုံပြောင်းလဲခြင်းတစ်ခုပါပဲအခုဆိုလို့ရှိရင် Friend နဲ့တန်းနဲ့သူ့ရဲ့မမကတော့အာယုံပြောင်းလဲခံလိုက်ရပြီးတော့ Harry Potter ဆိုင်ထဲကစိတ်ဝင်စားစရာ magic တွေစိတ်ဝင်စားစရာပစ္စည်းတွေကိုလိုက်လံပြီးတော့ကြည့်ရှုနေကြပါပြီဗျာအဲ့ဒီအချိန်မှာပဲကျွန်တော်ဟာစိုးရိမ်စားပြုတ်လာပါပြီဒါဟာအန်နီရဲ့တစ်ခုပဲဒါဟာကြီးမားတဲ့အန်နီရဲ့တစ်ခုဆိုတာကျွန်တော်သိလိုက်ပါပြီဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အိတ်ထဲကပတ်စံတွေခုန်ထွက်တော့မယ်ဆိုတဲ့သဘောပါပဲပြောရင်းဆိုရင်ကျွန်တော်ကိုယ်တိုင်စိတ်ဝင်စားတဲ့နေရာလေးတစ်ခုတော့ရောက်လာပြီဒါကတော့ magic wand ပါပဲခင်ဗျာ model ကလေးတွေပေါ့ဟုတ်ကလေးတွေစော့ကျင်စီကအပျော်လုပ်ပေးလေတော့သူတို့လည်းဝမ်းသာတာပေါ့ခုနကတောက်လောက်ခိုင်းတော့ခုနလေးမှာ magic ဖြစ်ပါတော့ဒီရရဲ့ချက်တယ်နော်ဒီလိုလုပ်လိုက်တော့ဒီဥစ္စာကိုဟိုပါလေpurple ဖြစ်သွားတော့ Oh really ဟေးပါရွေး Harry Potter ဆိုင်အရန်ပြောတယ် Magic Wand လည်းရှိရတယ် ကဲဝယ်လာတာလေးတွေကိုတော့အရင်စားပြမယ်ဗျာโอเคအဲ့တော့ဆိုဒါပါလဲဆိုတော့ အပိုင်နဲ့တော့မသိတော့ โอเคပါလဲ ကြည့်ကြည့် โอเคကြည့်ရှင်းဒီမှာဒီမှာတော့ရှေ့ကတယောက်ကပါလေးလေ Harry Potter တော့မဟုတ်ဘူးဒါရှေ့ကဒီက Harry Potter Malfoy နော်ဟုတ်လား ဟောအဲ့ဒါဟို Harry Potter ကို bully လုပ်တာ အိုးအဲ့တယောက်လားโอเคအဲ့တော့ အဲ့ဒါတောက်အောက်ပြင် โอเค မမ โอเคအဲ့ဆိုရှုโอ้တာဒီလိုထုတ်ကလေးနဲ့အဲ့လိုအပြင်ကပုံစံမျိုးလေးပဲ Harry Potter မမရောစာစီမရ ငယ် Oh chocolate 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 ငယ်ဒီဘက်နဲ့စားနော် စားတာကောင်းတယ်ကောင်းလိုက်တာဟိုစားလိုပဲနော် ဘယ်ဥစ္စာလိုပဲလား မြန်မာပြည်ရလေဟိုရှေ့တော့ဥစားလေ ဘာရှိမြန်မာပြည်ရှိတဲ့ဟာပါကြီး ဟိုဒီလိုပဲဒါပေမဲ့ပို့ရှိသေးတယ် မရွေး မရွေးလားဟုတ်ပါဘူးဒါချောကလက်လေချောကလက်မရွေးပါ ဟုတ် လား တယ်ဒါပေမဲ့ chocolate version Harry Potter ချောကလက်မရွေးပါ Harry Potter ချောကလက်မရွေးနောက်တစ်မျိုးဟာပါဒါဘာဝယ်တာမဟုတ်ဒါဝယ် This one is Harry Potter friend. This is made with peppermint and we can try this and it's dark chocolate mint toy. The frog. Oh. Small bite. ဒီမှာ
small bite မလေးသူညီကိုကြည့် ဟိုး Yeah, no. ရရမှာဒီမှာ အကုန်လုံးတော့လေ ဦးဖာလီလားဟာလား frog လား frog. Frog ကမတူဘူး ဘာနဲ့တူ Frog. Here you go. You can let go now. no ဒီအတိရလေဒီအိမ်ကြီးထဲမှာဟိုကြီးလူကြီးနေတာဟုတ်တယ် Hogwarts. ဟုတ်တယ်မဟုတ်လား Hogwarts. အဲ့ဒါဟလားအဲ့သူ့နာမည်အဲ့ဒါလားပပလည်းဇလန်းတခြားမသိတော့ okay ဒီမှာ okay ဒါလေးကတော့ဘာလေးဖြစ်မလဲ What is the pet? yo take one တာချီနေ oh နှစ်ခုပြောစားမမုတ်ကျဟာလားမမုတ်ကြောက်ကျမုတ်ကျပေါ့ okay စိုင်းထဲကိုပြန်သွားကြမယ်အခုလိုဒစိတ်ကလေးတွေလည်းရှိတယ်ပြီးွားရင်ဒီလိုအယုတ်ကလေးတွေလည်းရှိတယ်နောက်ပြီးတော့ Harry Potter နဲ့သက်ဆိုင်တဲ့ဒီလိုကတ်တုန်းရုပ်တွေ Lego တွေနောက်ပြီး Harry Potter ကားတွေကနာမည်ကြီးတဲ့ chess ကျွန်တော်စစ်တူရင်ခုံကိုလည်းတွေ့ခဲ့နောက်ပြီးရိုးရိုးဘောပင်ကိုမှနောက်ကငှက်မွေးလေးတက်လိုက်တော့ဈေးကြီးွားတဲ့ကျွန်တော်ငှက်မွေးဘောပင်လေးတွေလည်းရောင်းတာတွေ့ဈေးကြီးတဲ့ငှက်မွေးဘောပင်ကိုမှ friend လေးကလိုချင်လို့ပါဆိုတော့တချောင်းဝယ်လာပေးရသေးတယ်ဗျာဒီမှာဒါပါလေးလိုက်တာ Harry Potter pen. You choo. အေး Dan. Cool. อืม Santa ပြောလိုက်ပြလိုက်မယ်မဟုတ်ရင် Harry Potter โอ้အဲ့လိုလားဘယ်လိုလုပ် ဒီလို อืมစာရေးထားတယ် last one စာလေးရေးထားတယ် အော်တော်ကြည့်with learning wisdom တခုတ်ကန်ကောင်းတာကဒီနေ့ဒေါ်တန့်စင်မုံတို့အရန်လိမ်ပါနေတယ်သူကြိုက်တာဘာမှတိတ်မတွေ့တဲ့အတွက်အရန်ကြီးမဝယ်ဘူးချောကလက်တွေမုတ်တွေပဲဝယ်တယ်သူကြိုက်တဲ့ခွက်ကလေးကိုတောင်းဆိုတဲ့ချိန်မှာတော့ကျွန်တော်မဝယ်ပေးလိုက်ဘူးမဝယ်ပေးတော့ဘာဖြစ်လဲဆိုတော့မှော်တစ်ပြက်စီးပြီးတော့ထွက်သွားမယ်လို့တယ်ဒါပေမဲ့မှော်တစ်ပြက်စီးကစီမဖြစ်ရသေးဘူးမိုးပေါ်မပြန်ဘူးအောက်မှာနေမှရှိနေရဲ့ဘက်ထရီကုန်နေတယ်အဲ့ဒါနဲ့မိမရဲ့အုံးစံတစ်ပြက်စီးကတော့မကောင်းဘူးတစ်ပြက်စီးလဲခြင်းတခြားတစ်ပြက်စီးဝယ်ပေးမယ်ဆိုပြီးတော့ချော့မော့လိုက်ရတယ်နောက်ထပ်မှန်တွေ့ရှိတာကတော့ crown တွေ locket တွေ စုဖလားတွေအဲ့လိုမျိုးတွေကိုတွေ့ရှိတယ်ဇလန်းဆက်ကြောင်းကိုသိတဲ့သူဆိုလို့ရှိရင်ဒီပစ္စည်းလေးတွေကိုအမှတ်တရဖြစ်ဝယ်သိမ်းထားဖို့ကောင်းပေမဲ့ကျွန်တော်က Harry Potter ဇလန်းကိုအရင်ဂဂနနာမသိတဲ့အတွက်မဝယ်ဖြစ်လိုက်ဘူးအဲ့ဒီချိန်မှာ Gryffindor ကိုကြိုက်နေတဲ့ tank လေးကသူ့အတွက်ကလေးဆိုင်ရှိလားဆိုပြီးတော့ကျွန်တော်ကိုမေးခိုင်းတယ်ကျွန်တော်လည်းမသိချင်အောင်စောင့်ပြီးတော့မမေးပြစ်လိုက်ဘူးအဲ့လိုမထင်ပါနဲ့စတာပါကျွန်တော်မေးတဲ့အခါမှာကလေးဆိုင်မရှိပါဘူးတဲ့ဒါရဲ့ဘာမှစိတ်မပူနဲ့ကလေးတွေအတွက်မရှိဘူးမဲ့လူကြီးတွေအတွက်ရှိပါတယ်ဆိုပြီးတော့ကျွန်တော်လည်းတနေရာကိုရောက်သွားတယ်။ဝါအရန်ကိုမိုက်တဲ့နေရာလေးပဲ။ကျွန်တော် Harry Potter ရဲ့ Butter Beer ဘယ်လိုပဲဖြစ်ဖြစ်လေးဒါကတော့စမ်းကြည့်သင့်ပါတယ်ဆိုပြီးတော့မိမကတပလင်းဝယ်လိုက်တယ်။ Harry Potter ဆိုင်မှာကြိုက်ဆုံးဟာလေးတစ်ခုတော့ဝယ်လာတယ်။တော့တကယ် magic နော်တကယ် magic ဒါမှတကယ်မော်ဆန်တာ Papa stop Butter Beer စမ်းပြမ โอเคပြသိမ်းပါနော်ဘာလို့အဲ့ပလင်းကလိုချင်လို့တဲဝယ်တာ ဘာဖြစ်လို့လဲ တောက်ဖို့မဟုတ် တော့မတော့ပါဘူးလား no ဘာလို့လဲ ပလင်းလေးစမ်းလို့ okay you me တခုပြ stop ချိုးနေပဲဘီယာရတာမရှိဘူးချိုးနေအဲ့တော့ဒါမွေးပြီးတော့ကျွန်တော်ဘီယာစိတ်ရတာမျိုးတော့မဟုတ်ဘူး ဒီအတိုင်း favorite ဒီအတိုင်း favorite ဒါပပရဲ့ favorite ဒါပပရဲ့ favorite Okay ပါအခုဆိုလို့ရှိရင်ကျွန်တော်တို့ Harajuku မှာရှိတဲ့ Harry Potter ဆိုင်လေးကိုသွားလည်ပြစ်တဲ့အကြောင်းလေးကိုတင်ပြပေးတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ Okay bye bye